လက်ပြီးတော့နော်လာဖောဆက်ထံမှဂုဏ်တော်ချီးမွမ်းတန်ကိုကြားရမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါပထမဆုံးအနေနဲ့လူသားတယောက်စီတိုင်းကိုအကျွမ်းမဲ့ရှစ်တဲ့သခင်ယေရှုခရစ်ရဲ့အကြောင်းကိုလူသားတိုင်းချစ်သူဆိုတဲ့ခြင်းလေးနဲ့ဂုဏ်တော်ချီးမွမ်းချင်ပါတယ်သူဟာဘယ်သူလဲမမြင်တော့အရကကြည့်နေကိုမနဲ့သိမှုတွေသူဟာကိုယ်တိုင်ပေးနေတတိုင်းကြီးလာအကွယ်ကဖြစ်နေ
တရားတစ်ပုဒ်အနေနဲ့လမ်းမှန်ရွေးချယ်ပါဆိုတဲ့ချင်းလေးနဲ့ဖျားရှင်ကိုလုံးချီးမွမ်းချင်ပါတယ်နေမရဲ့အလေးရအကောင်းဆုံးများစွာရှိလေအထက်ရဲ့မိုးကောင်းကြီးမိုးမြင့်ထမှာပဲလာမရဲ့အလေးရအကောင်းဆုံးများစွာရှိလေနေမြေပဲဝေဟင်ထမှာရှိလေအထက်ရဲ့မိုးကောင်းကြီးမိုးမြင့်ထမှာပဲလာမင်းရဲ့အလေးရအကောင်းဆုံးများစွာရှိလေနေမြေပဲဝေဟင်ထဲမှာကျွန်တော်တို့ပြောစင်ပေါ် fashion ကောင်းကြီးပါစေဒီကရှင်တော်လောင်းဖို့ဆက်ကိုကျေးဇူးတင်ပါတယ်အခုချိန်ကတော့ဆ iam မန်တဲကိုအချိန်ပေးပါတယ်